ကျွန်တော်ရဲ့မနေ့ပိုင်း live show လေးပါကြာသာပတိနေ့ပါအားလုံးသိတဲ့အတိုင်းပဲအရှေ့လေပိုင်းမှာအီရန်ကအခုလိုအနေထားဖြစ်လာတဲ့အခါမှာအမေရိကန်ကဆော်ဒီအာရေဗျနဲ့နျူကလ িয়ার ဆိုင်ရာသဘောတူညီချက်မနေ့ကလက်မှတ်ထိုးပါတယ်။အဲ့ဒါရဲ့အဓိကအကြောင်းအရာကဆော်ဒီအာရေဗျမှာနျူကလ িয়ার လက်စစ်တပ်ပေါင်းဖို့ကိုအမေရိကန်ကတိစောက်ပေးဖို့နဲ့ဆော်ဒီအာရေဗျနိုင်ငံကယူရေနီယံ enrichment ပေါ့နော်ယူရေနီယံတန့်စင်မှုကိုကိုယ်ပိုင်ပြုလုပ်ခွင့်ကိုအမေရိကန်ကခွင့်ပြုလိုက်ပါတယ်။အဲ့ဒီရွေးချက်ကဆော်ဒီအာရေဗျကိုနျူကလ িয়ার ဘုံပေါ့နော်နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်သူတို့အီရန်ကိုတားလို့မရတော့ဘူးဆိုရင်အီရန်နဲ့အပြိုင်ဆော်ဒီအာရေဗျကိုနျူကလ িয়ার လက်နက်ပေးမှာပါ။ဒါကအတိတ်ဘက်ကဒီတိုင်းပဲဆောင်ပါတယ်။အဲ့တော့ UAE နိုင်ငံကိုတော့2009ထဲကခွင့်ပြုထားတယ်ဒါပေမဲ့ Uranium Enrichment ကိုခွင့်မပြုဘူးအမေရိကန်ကပဲနျူကလ িয়ার တပ်ပေါင်းဖို့လာဆောက်ပေးတာဆော်ဒီအာရေဗျကိုလည်းအဲ့လိုပဲတိဆောက်ပေးမယ်လို့ပြောတယ်ဒါပေမဲ့ဆော်ဒီအာရေဗျကကြတော့ဆော်ဒီနိုင်ငံကကြတော့ကိုယ်ပိုင်နျူကလ িয়ার တန့်စင်မှု enrichment ကိုခွင့်ပြုမယ်ဆိုပြီးတော့ပြောဆိုဆွေးနွေးမှုတွေရှိနေတယ်အဲ့ဒါကဆော်ဒီအာရေဗျကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုကိုဖြစ်စေမှာဒါကအရှေ့လက်ပိုင်းမှာအမေရိကန်ပါဝင်ပတ်သက်ဆွတ်ဖက်နိုင်တဲ့ balance လုပ်ဖို့ပါဒါကြောင့်အရှေ့လက်ပိုင်းနိုင်ငံရဲ့အခင်းချင်းဟာအပြောင်းလဲဖြစ်လာဖို့ဒီစာချုပ်ကဥတည်တာပါမနေ့ကဒီပင်လယ်နီအဝပေါ့နော်ယီမင်နိုင်ငံအဝမှာဆော်ဒီအာရေဗျကရေနံတင်သင်္ဘော20ကိုဥတည်တဲ့ပုံတွေကတိုက်ခိုက်ပါတယ်ဒါကအီရန်ကအစဆွဲထုတ်လိုက်တဲ့ဟူတီတွေကဆူဝက်တူများကိုထိန်းချုပ်ဖို့အတွက်ပိတ်ဆို့မှုလုပ်မယ်ဆိုတဲ့ပုံစံခြေလှမ်းအဲ့တော့အမေရိကန်ဘက်ကတော့ဒီကိစ္စကိုသူတို့လုံးဝခွင့်ပြုမှာမဟုတ်ဘူးသူတို့ပါဝင်ပတ်သက်မယ်ဆိုပြီးတော့ပြောဆိုမှုတွေရှိနေတာပေါ့အဲ့တော့မင်းညကလည်းအမေရိကန်က12ညမြောက်ဇက်တိုက်ပေါ့နော်ဆော်ဒီအာရေဗျဒီအီရန်နိုင်ငံကိုဆက်ပြီးပုံကျဲပါတယ်အမေရိကန်စေဦးစီကုကဲမှုဌာနကတော့ Central Command ကတော့ဘို့ကုကဲမှုဌာနကတော့ပြောတာကအီရန်ရဲ့အယက်သားသင်္ဘောတွေကိုတိုက်ခိုက်နေတဲ့များကာလပတ်လုံးသူတို့ကြီးမားတဲ့လက်စားချမှုတွေလုပ်နေမယ်အဲ့ဒါမှအီရန်ရဲ့စစ်ရေးပြစ်မှတ်တွေဒါမကပဲသင်္ဘောတွေဆိုတရားတွေလက်စစ်တားပြီးထုတ်လုပ်တဲ့စက်ရုံတွေပါဘူးတိုက်ခိုက်မယ်ဆိုပြီးသမ္မတထရန့်ကပြောဆိုထားတာဟာပြောဆိုထားပါတယ်အဲ့ဒီပြောဆိုမှုကလည်းစစ်ရာစုမြောက်တယ်ဆိုတဲ့ပြောဆိုမှုတွေဝေဖန်မှုတွေလည်းတက်နေပါတယ်။ဒါကြောင့်အာဆီယံထိပ်သီးဆွေးနွေးဒီနိုင်ငံခြားဝန်ကြီးများဆွေးနွေးမှာဘေးထွက်အနေနဲ့ပေါ့နော်။ဒါ UK ကတက်တယ်အမေရိကန်ကတက်တယ်အခုဆိုမနေ့က EU ကတက်တယ်လာမယ့်နိုဝင်ဘာမှာလုပ်မဲ့ဒါထိပ်သီးဆွေးနွေးပွဲအတွက်ပြင်ဆင်နေကြတာပေါ့။အဲ့တော့ဒါလက်ရှိအနေထားပါတခါယူကရိန်းမှာလည်းဒီယူကရိန်းသမ္မတဇလန်စကီကသူ့ရဲ့စေဦးစီးချုပ်ကိုဖြုတ်လိုက်ပြီးတဲ့အခါမှာယူကရိန်းနိုင်ငံမှာဆန္ဒပြမှုတွေနဲ့ဖြစ်ပေါ်နေပါတယ်ဒါပေမဲ့ယူကရိန်းသမ္မတကဒီနိုင်ငံရေးသဘောထားကွဲလွဲမှုတွေနဲ့စစ်ရေးရဒီအပြောင်းလဲကိုတည်ငြိမ်နဲ့ဆက်လက်လှုပ်ဆောင်ပြီးတော့ရုရှားနဲ့ပတ်သက်တဲ့စီးရေးထိုးစစ်တွေကိုဆက်လက်ပြီးလှုပ်ဆောင်သွားမယ်ဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိနေပါတယ်။အဲ့တော့မသိပါဘူးကျွန်တော်အဲ့ဒါမသိပါဘူး
ရုတ်နဲ့ပတ်သက်တဲ့ရွှေတိုက်စာချုပ်ကိစ္စမသိပါဘူးအဲ့တော့ဒါဒီနဲ့ပတ်သက်ပြီးတော့ဒါယူကရိန်းနိုင်ငံကိုတော့ဒါဥရောပနိုင်ငံများကအနီးကပ်စောင့်ကြည့်နေတာရှိတာပေါ့အဲ့တော့ UK နိုင်ငံရဲ့အစိုးရအသစ်ကတော့ဒါကာကွယ်ရေးဝန်ကြီးတွေအသစ်တွေနိုင်ငံခြားရေးဝန်ကြီးအသစ်တွေကတော့စတင်ပြီးတော့သူတို့လုပ်ကိုသူတို့လုပ်နေကြပါပြီ UK နိုင်ငံခြားရေးဝန်ကြီးအသစ်ဆိုတာ Ed Miliband ဆိုတာအာဆီယံစည်းဝေးပွဲတက်ဖို့ရောက်ရှိနေတာလေနော်အမေရိကန်UK ရဲ့ကာကွယ်ရေးဝန်ကြီးအသစ်ကလည်းလက်ရှိဖြစ်နေတဲ့အနေအထားများကိုပြောဆိုမှုတွေရှိနေတာတွေနဲ့ UK အစိုးရကတော့ဒါ cost of living နော်ဒီကုန်တင်နှုန်းကျဆင်းနဲ့ပတ်သက်ပြီးတော့သူတို့ကတော့စတင်ပြီးတိုက်ဖြတ်မှုတွေအခွန်အခပေးဆောင်မှုတွေနဲ့ပတ်သက်ပြီးတနိုင်ငံလုံးရဲ့မျှော်လင့်ချက်တွေကိုပြန်လဲရရှိအောင်လှုံ့ဆော်ပေးမယ်ဆိုတဲ့ဒီ policy ရေးရာကြီးညာချက်တွေလည်းတစ်ခုပြီးတစ်ခုထွက်နေတာပါအဲ့တော့ဒါကနောက်ဆုံးဖြစ်နေတဲ့ကမ္ဘာအနေအထားများဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဥရောပတိုင်းမှာတော့ heat wave နော်အပူလိုင်းနောက်တစ်လိုင်းလာဖို့ရှိပါတယ်အဲ့တော့ကမ္ဘာကြီးကရာသီဥတုဖောက်ပြန်တာဖြစ်တဲ့အတွက်ဒါမျိုးအပူလိုင်းတွေတစ်ခုပြီးတစ်ခုဖြတ်မယ်ပြီးတော့တော်မီလောင်မှုတွေဖြစ်မှာပေါ့အဲ့တော့ဒါတော့ကမ္ဘာကြီးမှာဖြစ်ပေါ်လာမှုများပါပြည်တွင်းသတင်းများဘက်ကတော့ဒါမင်းအောင်လိုင်းဘက်ကတော့ဒါဒီနိုင်ငံခြားကြီးစင်များကိုခက်ဆစ်စိတ်သွားလာတာကိုတွေ့ရတယ်အာဆီယံမှာလည်းမင်းအောင်လိုင်းမဟုတ်ပဲနဲ့မြန်မာကိုယ်စားလှယ်တက်ပြီးတော့အာဆီယံစည်းဝေးပွဲမှာထိုင်နေတာကိုလည်းတွေ့ရပါတယ်အဲ့တော့အရင်တော့ဆိုရင်ဒါမင်းအောင်လိုင်းတို့ကသူတို့ကိုပေးမတက်ပဲနဲ့တခြားလူကိုပေးတက်ရင်လည်းမသွားဘူးပေါ့အခုကတော့အရက်သားပဲပြီးပြီးသူတို့နိုင်ငံရေးရုံးကကျွန်းကျုပ်ပဲပြီးတက်ဖို့ပြုနေတယ်မင်းအောင်လိုင်းကစတင်ပြီးတော့အာဆီယံစည်းဝေးကိုစတက်လာပါဆိုဖြည်းဖြည်းနဲ့ new normal ဖြစ်အောင်လုပ်ဖို့ကြိုးစားနေတဲ့သဘောတရားပေါ့အဲ့တော့ဒီဘက်က SCEF နဲ့ပတ်သက်ပြီးတော့ SCEF ကလည်းဒါနိုင်ငံတကာအစိုးရများအနေနဲ့သူတို့ကိုအတိမတ်ပြုပြီးတိုင်းရေးတမန်ရေးထူထောင်သင့်တယ်ပေါ့နော်ဒါမျိုးဒါတိုက်တော်မှုတွေအတန်တွေစတက်လာတယ်ပေါ့ဒါကတော့ဒါအမေရိကန်ကဒါသုံးသက်သူတယောက်ကပြောတဲ့အကြံဉာဏ်ပါအစိုးရတွေကပြောတာမဟုတ်ပါဘူးဒီသတင်းကNGO အဖွဲ့အစည်းတွေဖွဲ့ကပြောတဲ့သတင်းဖြစ်ပါတယ်နော်ဒါပေမဲ့ဘယ်သူမှမပြောတာနဲ့ဆိုရင်တော့ဒါမျိုးပြောလာတာတော့ဒါကောင်းတဲ့ရလဒ်ပါအဲ့တော့ဒီလိုတင်းတန့်တွေရဲ့ဒီလိုတိုက်တွန်းချက်တွေကိုအနောက်နိုင်ငံအစိုးရများကလိုက်လုပ်တတ်ပါတယ်နော်ဒီလိုသူတို့နိုင်ငံမှာရှိတဲ့ NGO အဖွဲ့တွေကအကြံပေးလာပြီးဆိုရင်အနောက်နိုင်ငံအစိုးရများကလည်းလုပ်တတ်ပါတယ်ဒါပေမဲ့ဒါတွေအားလုံးဒီအနောက်နိုင်ငံအစိုးရများရဲ့ policy မဟုတ်သေးပါဘူးဝိုင်းပြီးတော့အကြံဉာဏ်ပေးကြတဲ့သဘောပဲရှိပါသေးတယ်။ဒါကြောင့်ဒီမြန်မာနိုင်ငံမှာတရုတ်ရဲ့လွှမ်းမိုးမှုပေါ့နော်အဓိကတော့ဒီကြောက်ပြူရင်းနဲ့ဒီပိုက်လိုင်းကိစ္စပေါ့နော်ဒီပိုက်လိုင်းဒီမြန်မာနိုင်ငံတော်ဟန်ကိုဖြတ်ထားတဲ့ဒီတရုတ် gas ပိုက်လိုင်းကိစ္စပေါ့နော်အဲ့ဒါတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုမြန်မာနိုင်ငံမှာများတာကိုရှော့ချဖို့ဆိုရင် SCEF လို့ခေါ်တဲ့ဒီမြန်မာနိုင်ငံမှာရှိနေတဲ့လက်ရှိအဖွဲ့ကိုနောက်နိုင်ငံများကတိုင်းရေးတမန်ရေးဆက်ဆံရေးထူထောင်တင်တယ်ဆိုတဲ့အကြံပေးချက်ရဲ့သူရဲ့သုံးသက်ချက်ထဲမှာတရုတ်နိုင်ငံကမြန်မာနိုင်ငံမှာမရောက်လဲဘူးလဲအသာမပေးဘူးတိုင်းဒီတော်လိုင်းဘက်ကိုလည်းအသာမပေးပဲမြန်မာနိုင်ငံမှာဘယ်သူမှမနိုင်ပဲနဲ့ရေရှည်ဒီလိုဖြစ်နေရင်တရုတ်အတွက်အကျိုးစီးပွားပိုရှိတယ်ဆိုတဲ့မူဝါဒကိုကင်ဆွဲနေတယ်ဆိုတဲ့ပုံစံမျိုးသုံးသပ်သွားတာကိုတွေ့ရပါတယ်အဲ့တော့အဲ့ဒါကလည်းအမှန်တရားပဲလေတရုတ်ကမင်းအောင်လှိုင်ကိုလည်းအပြတ်သက်အကူအညီမပေးဘူးမင်းအောင်လှိုင်ကိုပြန်ထိန်းချုပ်ဖို့အတွက်တိုင်းသားတွေနဲ့ပြန်ထိန်းချုပ်ထားတယ်30-20ဆက်ဆင်ရေးရနေအဲ့ဒါမျိုးအနေအထားတွေရှိနေတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှာနှစ်ဖက်မတည့်လေပေါ့နော်မစည်းလုံးလေမညီညွတ်လေပေါ့နော်တရုတ်ဘက်ကစဉ်းစားတာကမြန်မာနိုင်ငံကဒီမိုကရေစီတွေတော်လှန်ရေးတွေသူစိတ်ဝင်စားတာမဟုတ်ဘူးမြန်မာနိုင်ငံမှာနှစ်ဖက်မတည့်လေသူတို့မ
အကွက်ကွင်းရလေပေါ့နော်သူတို့အခွင့်အရေးရလေဒီလိုမျိုးစဉ်းစားပုံကနေတရုတ်နိုင်ငံကစဉ်းစားနေတယ်ဆိုတာကိုမိမောင်းထုတ်ပြထားတာပေါ့ဒါဟာတရားရင်ကတော့မှန်ပါတယ်တရုတ်နိုင်ငံကဒီတိုင်းပဲလှုပ်ဆောင်နေတဲ့ပုံစံတွေ့တယ်မရောက်နိုင်ဘူးလည်းလက်နက်ပေးတိုင်းသားတွေလည်းလက်နက်ပေးအချင်းချင်းတိုက်ခိုင်းတာပါအဲ့ဒီကနေမှတိုင်းပြည်မတည်ငြိမ်ဖြစ်တယ်ဆိုပြီးမရောက်နိုင်ဘူးသူအကိုအောင်လို့တိုင်းသားတွေကလည်းအကိုအောင်လို့ပြီးသူကအရေးကြီးတဲ့အခန်းကဏ္ဍကနေသူ့ရဲ့အကျိုးစီးပွားသူ့နိုင်ငံရဲ့အကျိုးစီးပွားအတွက်ဒါအမျက်ထုတ်နေတဲ့သဘောပါတခါမြန်မာနိုင်ငံကကမ္ဘာနိုင်ငံများနဲ့အဆက်ဆက်မရှိဘူးစီးပွားရေးမရှိဘူးပိတ်ဆို့ပြီးခံရပြီးဆိုရင်တရုတ်နိုင်ငံကိုပဲစီးပွားရေးအားကိုးလာမှာတရုတ်နိုင်ငံရဲ့ထုတ်ကုန်တွေကိုပဲအားကိုးလာမှာတရုတ်နိုင်ငံရဲ့ပစ္စည်းတွေကိုပဲအားကိုးလာရအောင်လုပ်ထားတဲ့သဘောရှိပါတယ်ဒီလိုနီးနဲ့မင်းအောင်လှိုင်တို့ကိုထိန်းထားတယ်မြန်မာနိုင်ငံရဲ့စီးပွားရေးသမားတွေကိုထိန်းထားတယ်ဒီလိုလေးနဲ့တရုတ်နိုင်ငံရဲ့ပါဝင်ပတ်သက်မှုကမြန်မာပြည်မှာမျိုးလင့်ချက်မရှိဘူးထွက်ပေါက်မရှိဘူးလေအဲ့တော့အနောက်နိုင်ငံများနဲ့လည်းကုန်သွယ်လို့မရအိန္ဒိယနိုင်ငံများလည်းအဆင်မပြေဘူးဆိုရင်ဒါတရုတ်အတွက်ဒါစားကွက်ကြီးပါဒါကြောင့်ဒေါ်လာရေးအတွက်လည်းဤလေဖြစ်စေတာပေါ့နော်တော့တရုတ်ကဒီဒေါ်လာရေးကိုလည်းအားနေပါအောင်မလုပ်တယ်လို့အားရှိသွားအောင်လည်းအားမပေးဘူးမင်းအောင်လိုက်တို့ကိုလည်းအားနေသွားအောင်မလုပ်တယ်လို့အားရှိသွားအောင်အားမပေးဘူးဒီလိုပုံစံနဲ့နှစ်ဖက်အိတ်ချက်ချင်းအိုးမဲ့တော့ပြီးခုတ်ခိုင်းတဲ့ပုံစံပေါ့ဗျာဒီလိုပုံစံနဲ့ကိုပဲရေးရှိထားတာအဲ့တော့အဲ့လို policy ကြားကနေကျွန်တော်တို့ဒေါ်လာရေးအပွဲတွေကဖောက်ထွက်ရမှာမင်းအောင်လိုက်တို့ကတော့ဖောက်ထွက်ဖို့အခွင့်အရေးလည်းမရှိပါဘူးနော်သူတို့ကတော့ဒါအစွမ်းကုန်သူတို့လောက်တာကျွန်တော်တို့ကအဲ့ဒါပုံစံကိုဘယ်လိုဖောက်ထွက်မလဲဒါကြောင့်ဒေါ်လာရေးဘက်က SCEF လို့အဖွဲ့ကိုအနောက်နိုင်ငံကြီးများကတန်ရေးတမန်ရေးထူထောင်လိုက်ရင်တန်ယုံတွေကနေအတိမတ်ပြုပေးလိုက်ရင်ကျွန်တော်တို့ကလိုချင်တဲ့လက်နက်များလက်နက်ပေါ့နော်ဒီပညာများ drone များငွေကြေးများနော်ပြီးတော့တန်ရေးတမန်ရေးအကာအကွယ်ရရှိမှုများပေါ့အဲ့တော့အဲ့ဒီကနေမှကျွန်တော်တို့တရုတ်ကို balance လုပ်ဖို့အတွက်ကျွန်တော်တို့ကိုမရောက်နိုင်လို့ကိုတံပြန်ထိန်းချုပ်တာဖို့အတွက်လိုအပ်တဲ့လက်နက်အထောက်အကူများဒါတွေရလာနိုင်ပါတယ်အဲကြောင့်ဒီချိန်မှာ SCEF ကအလွန်တန်ကောင်းတဲ့နောက်ထပ်အခွင့်အရေးတစ်ခုဖြစ်ပါတယ်အဲကြောင့် SCEF ခေါင်းဆောင်များကလည်းတစ်ကမ္ဘာလုံးနဲ့စီယုံရေးတွေဆင်နေပါလေအဲတော့ကျွန်တော်တို့ဒေါ်လာပြည်သူများအနေနဲ့ SCEF ကိုအသက်နဲ့ဝိုင်းရံဖို့လိုတယ်ထောက်ခံပေးဖို့လိုတယ်အားပေးဖို့လိုပါတယ်ဒါဟာဒေါ်လာရေးရဲ့လိုအပ်ချက်အရာပါအဲတော့ SCEF ကကျွန်တော်တို့ရဲ့နောက်ထပ်ဥဆောင်မှုမျိုးလင့်ချက်အကြီးကြီးတစ်ခုပါတိုက်ရိုက်ခိုက်ရတော့ပြောစရာအကြောင်းမရှိပါဘူးစီရေးနိုင်ငံရေးတန်ရေးတမန်ရေးဒီသုံးခုကိုဟန်ချက်ညင်ကြီးတွားဖို့တို့စူးစမ်းနေကြတယ်အရေးကြီးဆုံးက SCEF ကိုအကောင့်ထဲပေါ်ဖို့ run ဖို့တော့ budget လိုနေပါတယ်ဆိုတော့ဒီ budget ကိုဘယ်လိုထည့်ကြမလဲဒါလေးတွေအားလုံးဟာလက်ရှိဖြစ်နေတဲ့မြန်မာနိုင်ငံရဲ့အနေအထားများဖြစ်ပါတယ်အဲ့တော့အားလုံးမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်ဒါဒီနေ့မနေ့တင်ပြခြင်းနဲ့အကြောင်းအရာများအချင်းချုပ်ဖြစ်ပါလိမ့်နေ့လည်ကြာမှကျွန်တော် live ကိုတင်ပါမယ်ကျွန်တော်လုပ်တဲ့ဝင်ရတော့